မူဆယ်မြို့တွင်1389ခုနှစ်မြန်မာရိုးရာရင်ကျေးမှုမဟာတကြံပွဲတော်စီကားတိုင်းမြိုက်စွာကျင်းပနိုင်ရေးရင်းအကားအဖွဲ့များစုပေါင်းလေးကျင်းတဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်မူဆယ်မြို့တွင်1389ခုနှစ်မြန်မာရိုးရာရင်ကျေးမှုမဟာတကြံပွဲတော်ကိုမြန်မာတရုတ်နိုင်ငံနယ်စပ်ရှိရွှေလီမြစ်ကမ်းဘေးတွင်2026ခုနှစ်ဧပြီလ23ရက်နေ့မှ16ရက်နေ့အထိမြန်မာရိုးရာရင်ကျေးမှုဓလေ့ထုံးစံများနဲ့အညီစီကားတိုင်းမြိုက်စွာကျင်းပနိုင်ရေးရင်းအကအဖွဲ့များစုပေါင်းလေ့ကျင့်နေကြကြောင်းသိရပါတယ်။အဆိုပါမြန်မာရိုးရာရင်ကျေးမှုမဟာတကြံပွဲတော်တွင်လမ်းလျှောက်တကြံမြန်မာရိုးရာတနခါတကြံမြန်မာရိုးရာလက်ဖက်တကြံမြန်မာရိုးရာထမင်းနေတကြံနှင့်မြန်မာရိုးရာကော်ဖီတကြံတို့ကိုပါထည့်သွင်းကျင်းပသွားမည်ဖြစ်ပါတယ်။ရင်းရကဖွဲ့22ဖွဲ့မှတကြံမဲ့400ဦးကျော်တို့ကပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီးအဖွင့်တခြင်းအားမန်းတောင်ရိပ်ခုတခြင်းဖြင့်ဘဟုမန်းတဲ့ရှေ့တွင်ညီညာစွာကားပြဖျော်ဖြေကြရန်ရင်းရကဖွဲ့များမှစုပေါင်း၍အမှတ်3အခြေခံပညာထက်တန်းကျောင်းရွှေကွင်းပြင်တွင်ဧပြီလ9ရက်နေ့ညနေ3နာရီအချိန်ကလေ့ကျင့်ခဲ့ကြောင်းနှင့်အပြည်သက်လေ့ကျင့်မှုအားဧပြီလ9ရက်နေ့တွင်ထပ်မံလေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်